ယောက်ျားတစ်ယောက်ရဲ့အချစ်ချင်းမြတ်တာကိုမေးစရာမလိုဘူးသူအပြုတ်မှုတွေကဖြည့်ပြီးသားပဲယောက်ျားတစ်ယောက်ကမိန်းကလေးတစ်ယောက်ကိုတကယ်ချစ်တဲ့အခါကိုယ့်ကိုမချုံမချင်းဖြစ်အောင်မလုပ်ဘူးပိုပြီးချင်းလင်းအောင်လုပ်တယ်ကိုယ့်ကိုမဆောက်ခိုင်းဘူးသူကိုယ်တိုင်ရောက်အောင်လာတတ်တယ်ဘလောက်ဝေးဝေးကိုစိတ်နာနေမှလားဆိုတာကိုအမြဲစဉ်းစားတယ်ကိုယ့်ကိုဆုံးချုံရမှကြောက်တယ်ဒါကြောင့်ဂရုစိုက်တယ်အလုရှုပ်တယ်မဟုတ်ဘူးကိုယ့်အတွက်အချိန်ရှိတယ်ဖြစ်တယ်ဒါပေမဲ့ယောက်ျားလေးတွေသူတို့မချစ်တဲ့အခါကိုယ့်ကိုမသေးချာဖြစ်အောင်လုပ်တယ်အမြဲစိတ်ရှုပ်စေတယ်ကိုကသူ့အတွက်ရွေးချယ်စရာတစ်ခုသာသူမဟုတ်အယုတ်တယုတ်စိတ်ပိုင်းဆိုင်ရာသိငယ်အောင်အမြဲလုပ်တယ်ကိုဘက်ကတစ်ခုမေးမှသူ့ဘက်ကတစ်ခုဖြေတတ်တယ်မမေးရင်မရှိသလိုနေတတ်တယ်စကားများရန်ဖြစ်တယ်သူတို့မှလုံရမရှိဘူးကိုဘက်ကစိတ်ရှုပ်နေရင်တော့နားမလဲသလိုနေတတ်တယ်မှတ်ထားသင့်တာကတကယ်ချစ်တဲ့ယောက်ျားကကိုယ့်ကိုမထင်ရှားအောင်မထားဘူးသိငယ်အောင်ဘယ်တော့မှမလုပ်ဘူးကိုယ့်ကိုမမြင်ကွယ်ရမှာရောမြင်ရမှာရောကာကွယ်ပေးတတ်တယ်သူတို့တကယ်ချစ်ရင်ပေါ့မချစ်တဲ့သူကတော့ကိုယ့်ကိုမသေးကြအောင်ထားမယ်ချုပ်ထွေးနေတဲ့ဆက်ဆံရေးတွေကမချစ်တာကိုဖုံးခွဲထားတာပဲတကယ်ချစ်တဲ့သူနဲ့ရှိရင်ကိုယ်စိတ်ထဲမှာအေးချမ်းမှုရှိမယ်စိတ်ရှင်းရှင်းလင်းလင်းရှိမယ်နှွေးထွေးမယ်လုံခြုံတာကိုခံစားရစေမယ်အဲ့လိုမခံစားရဘူးဆိုရင်အဲ့ယောက်ျားကတကယ်မချစ်လို့ပဲမိန်းကလေးတွေကပိုသိတယ်အဲ့လူကိုချစ်လို့သာအချင်းအောင်ဆောင်နေလိုက်မယ်အဲ့ယောက်ျားကိုယ့်အပေါ်ချစ်တာမချစ်တာသူတို့ပိုသိတယ်ကိုယ့်ကိုမသေးချစေတဲ့သူကိုမလိုက်နဲ့ကိုယ့်ကိုသေချာစေတဲ့သူကိုပဲရွေးပါဘာလို့လဲဆိုတော့ချစ်ချင်းတစ်ခုကချုပ်ထွေးစေဖို့မဟုတ်ဘူးအေးချမ်းစေဖို့ပါပဲ